ဒီတချင်းကောင်းလေးတွေကြိုက်တယ်အစစ်ကြီးဟုတ်နည်းနည်းတော့ကြီးတော်နေမယ်ဟမ်မချင်းမပေးလားဟမ်ချင်းဒီဘွဲမှာโอ้โหတချင်းတော့ဟုတ်တယ်လားတော့ကဲဒါလေးကြိုက်တာဟုတ်အသက်နဲ့လဲပလိုက်တာအရှက်ကအသက်နဲ့လဲပလိုက်ဒါမျိုးလာမလို့နဲ့အဲ့ဒါကောင်းလို့မရဘူးတပါလေးတွေရောကျောင်းနဲ့ရင်ဘက်နဲ့မှားမှာဆိုလို့မူလီစောက်တာဟုတ်လားဟုတ်ပါဘူးစွတ်မကိုင်နဲ့ဘာလဲဝတ်ဆိုတာလဲတတ်တယ်ဝတ်နိုင်နေရှောက်မလုံးနဲ့ငါတော့ဝတ်နိုင်ချင်းနေပြီတို့ကတော့မကြည့်ဘူးလေတကယ်ချင်းတော့အစမပြေဘူးဟာဘာမို့ကောင်းပြီအောင်ပြန်လာတယ်ကောင်းပြီကျွတ်ကြတော့ဘောင်းကြီးရတယ်ဟာနောက်ကဟိုင်ဘောင်းကြီးမြင်မှုပိုင်အောင်မနာနောက်ကလဲလဲအောင်ဘောင်းကြီးမှတ်တာဟုတ်တယ်ဆိုတော့မလေးဘောင်းကြီးပေါ့အတူမှဘောင်းကြီးဟုတ်တယ်ချင်းအဲ့ဒီချင်းတော့နင်ဘဝကိုတီဆောက်ပြီးငါဘဝပြည့်ရတယ်ဘယ်အဲ့ဒီချင်းပြောတာလားဟုတ်တယ်အဲ့ဒီချင်းပြောတာအဲ့ဒီချင်းမစမ်းပါဘူးမသိလို့တကူလောက်မေးကြည့်အောင်မယ်အဲ့ဒါဟိုဘေးဟာခြေသလုံးဘေးဟာပေါင်းတာပေါင်းတဲ့ခြေသလုံးကမကွဲဘူးပြည့်တယ်ဒီမှာလေးဒီလုံးလေးရပေါင်းဒီလုံးလေးရပေါင်းဒီလုံးလေးနော်ဒီလုံးလေးရပေါင်းကိုလုံးလေးရခြေသလုံးပေါင်းကြီးတွေခြေသလုံးကြီးတွေကိုနဲမကြည့်ပါဘူးနဲတဲ့ငါယိုးကြီးလားကိုမှုဆိုတာမနေတယ်မင်းဘဝကိုတိဆောက်ပြီးငါဘဝပြရတယ်ဒီကငါမျက်စိဘလို့ခဏနိုင်တယ်တဲ့လားဒီကနေ့မောင်လေးတာနာလူကကြီးကဥစံဝင်းနဲ့တာနာလူမကြီးကတော့အေးအေးဆန်းဟုတ်ပါဗျာတာနာရင်ကတော့မောင်စင်လင်းဖြိုအလူတိုင်ကဥစံဝင်းအလူတိုင်ကမတော်အေးဆန်းဟောစန်းကြီးထားတော့မမြတ်ဘူးလားဗျာညလို့ဒီလိုလူတိုင်းပြီးနိုင်တာဟုတ်ကျွန်တော်နာမည်ကအိုက်ပန်ကျွန်တော်ဆရာနာမည်ဝမ်းမိုးဟောပန်နဲ့မိုးနဲ့ထပ်တော့ငတ်တယ်ဗျာငတ်ပြီဗျာအဲ့တော့တာနာလူကကြီးကဥစံဝင်းတာနာလူမကြီးကတော့အေးအေးဆန်းနဲ့တာနာရင်ကတော့မောင်စင်လင်းဖြိုတမီးလိုက်ရင်ကတော့မက်ခင်စပယ်မို့မက်တင်းစပယ်ဖြိုဟဲ့လားမိသားစုလူတော်မင်္ဂလာပွဲကြီးပါအဲ့တော့တာနာလူကနေလူမနေမိသားစုလူတော်မင်္ဂလာပွဲကြီးဘုမတို့တစ်ခါရောက်လာတာထုတ်ပြဝမ်းသာပါတယ်အဲ့တော့ဘုမတို့ကဟောဒီချန်အောင်ရှင်ပြီးတော့ကြီးဘာဖြစ်လို့ရောက်လာတာလဲတဲ့ရှင်းဘွားတော့ကရေးဆက်တွေရှိလို့ဒါဟောဒီညမှာအားလုံးကလာရောက်ပြီးတော့စုံပေးကြတာပါရှင်ရေးဆက်များမရှိတော့ပြိတ္တကငားတယ်ဘုမတို့ကအားမှရှင်ဘုမတို့ကအားလို့ချန်အောင်ရှင်ပြီးတော့ကြီးလာကကြမှာလေဆိုရင်တော့ပြိတ္တကငားမှာပါအခုတော့ငားလဲငားပြီးအားလဲအားပြီးဆိုတော့ရောက်တဲ့ခိုက်တော့စူးစမ်းမှာလို့ဘုမတို့ရဲ့ကြောင်းမှာပဲရှင်ကြိုက်ဒီမကြိုက်ဒီကတော့ပြိတ္တရဲ့မြတ်တာနဲ့ပဲဆိုင်ပါတယ်ဟုတ်လားကဲတော့ဘာပဲဖြစ်ဘုမတို့ကဒီနေ့ညမှာစူးစမ်းနေဖို့တော့ဘုလို့လာရှင်ဟလားဒါကြောင့်မို့ယနေ့ညမှာကြောက်ရှိတာအပိလာပြိတ္တတွေအားလုံးကိုမြတ်တာလေးပို့တာကြည့်အောင်ရှင်ဟုတ်ပါလေယနေ့ကြောင့်လို့မိသားမနေချမ်းသာကိုစိတ်ငယ်ရပါစေယနေ့ကြောင့်လို့မိသားမနေချမ်းသာကိုစိတ်ငယ်ရပါစေစီမအောင်ဆိုင်ရတာချီဘမပြလို့ရောက်တဲ့နေရာလေးပါလေရှင်မနေတာမြေမှာပါလို့ဝေမနေတာမြေမှာပတ်ပါလေကိုမလေးနော်ချ
ဆွတ်ကားတယ်နောက်ကတီးပြရတဲ့ကလေးလွယ်တဲ့ညာမှတ်နေလားသူကမှသနာတရားလေးကွာကြည့်ပါဦးအပြည့်ဟိုခေါင်းမှာလဲနောက်ကဓာတ်ကိုရာကြီးနဲ့ဓာတ်ကိုရာမှာဆက်တိုင်းကဲအဲ့တော့ဘုမတော့ညိတ်မှာတော့အရှိန်နဲ့လွယ်ရတယ်တဲ့လားကဲဒါကြောင့်မို့ဘုမအရှိန်လေးပါဖြစ်တဲ့ချင်းလေးပေါ်တော့ဆိုရဆိုဗျာအဲ့တော့ဆိုမဲ့တဲ့ချင်းကတော့ဘုမတခြားလေးဆိုမလဲကိုင်းနဲ့တွဲပြီးတော့ဆိုလိုက်ပြီငါနဲ့တွဲမနဲ့ငါသမောတိတောင်းမှုမြင်ပြီးတော့စိုးချင်းနေပါလားကျန်တော့ရောက်ကဲမနာမအမှန်ကန်ရိုက်တာဒီလီဒီမရဦးအောင်မင်းအောင်ကိုရပါသေးရောအဲ့ဒါဦးမင်းအောင်ကိုရပါကဲဦးနဲ့သမီးဦးနဲ့သမီးအမေနဲ့ညနေကလေးတိုင်းတောင်းထားတာဦးနဲ့သမီးဟုတ်တယ်ဘုမလည်းလာတောင်းတာအခုလည်းတောင်းထားတာချာမင်းတော့ကြမ်းမိလိုက်ကြတယ်ခေါင်းတွေကိုထူးနေရပဲဟုတ်လားဘာလို့စောစောကလည်းအငင်းကထုံးစေချင်တာဆိုတော့စွတ်အေးပေါ့အဲ့တော့ဆောလောတောင်းထားတဲ့တခြင်းညီမလေးလည်းတောင်းတယ်ဟုတ်တယ်အကိုကြီးလည်းတောင်းတယ်ဆိုတော့အစင်းပြီးသွားတာပေါ့ဟုတ်တယ်ဟာမလို့သမီးလည်းတောင်းတယ်ဦးကိုလည်းတောင်းတယ်မီဦးမီဦးမီဦးအမမပေါ်ဗျာဦးမီနဲ့ဝမ်ပုံအီမူနေတာပါအဲ့ရှော့စားပြီးရှော့လောက်ရတယ်နော်ရှေ့ရတယ်တော်စားနိုင်တယ်ပေါ့နော်ဒီလိုဆိုလည်းပြီးစားနိုင်တယ်နော်သူများကလည်းနည်းနည်းစားအောင်မလားတော့မတရားလို့မဟုတ်သမောတိကြောက်တဲ့ဘူးကိုသုံးအောင်မြတ်စားတာကျွန်တော်ကပြောနေတယ်ပြောဘုကောင်ကအရွက်ပဲကြတော့တယ်ဘာဖြစ်တော့ချစ်ကြီးရေဇက်လိုက်ရွက်တွေကြတော့အမသားကြည့်ဘူးကစရနောက်ကဆိုင်းကြတော့ခင်ဗျားတို့ခဏနားလိုက်နားမယ်ကျွန်တော်လည်းတောက်ကြောင်မညာနေဝန်ကလေးကလည်းတီးတယ်နော်တီးနေရဟုတ်တယ်ဘာနဲ့ဆက်ပါလို့ကျွန်တော်မှတီးဝိုင်းပါလားတီးဝိုင်းပါကဲအဲ့ဒါတီးဝိုင်းစားခိုင်းလိုက်တော့ဒီမှာပေးပါတော့ရွာပြင်မှာမြက်ကျွေးထားတီးဝိုင်းကိုမြက်ကျွေးရငါတီးဝိုင်းနဲ့စားလိုက်ငါတီးဝိုင်းကနင်းနားထောင်ကြည့်ဟုတ်လားဒီပွဲတော့မသိဘူးအဲ့လိုခါတိုင်းပွဲတော့ဖေးကိုတော်တော်စောင့်ယူတာဟုတ်တယ်ဒီပြန်တော့တန်မိုးရောက်လာတော်တော်စောင့်ယူတာတက်လာတော်တော်လေးကိုလည်းစိတ်ထဲရတယ်ဘာလဲကိုကိုရစုပ်ကိုဒီရညာပုံမဆိုတော့မှာအေးတခါအဲ့ဒါတခါလည်းပဲဆက်လိုက်မယ်နော်အားတော့ဆက်ရတာနော်အေးတည်တကယ်တော့ကျန်တဲ့တချင်းလေးကပြီးမှအေးလေးဆိုအောင်နော်ဘာလို့လဲဆိုတော့ဘာလို့ကတော့ကြောင့်နေတချင်းအစိုးလေးကြီးပဲများသွားရင်အငိမ့်မကလိုက်ရပြန်လဲကဲမင်းသမီးကလည်းတချင်းနေကြီးဆိုးသွားတာကလည်းမကသွားပါဘူးနဲ့ဒီလိုလဲဘုမတို့ပြစ်တယ်မခံနိုင်ပါဘူးရှင်ဒါကြောင့်မို့အညာပုံမြင်လေးပြင်တော့စင်လိုက်စက်တိုက်ကလေးကကြည့်အောင်ကဲအဲ့တော့အညာပုံမြင်နဲ့ကဲစရည်ညာပုံလေးနောက်တစ်ခါဓမ္မပထောင်နေတော့ရှင်လေးပါခဲ့တဲ့ချင်းလေးဆိုလိုက်တာပါတဲ့အဲ့တော့ဘုမတို့ငိတ်ကောက်မရသေးရောရှင်ကမယ်ဆိုတော့ဘယ်လိုကောက်မှာလဲတဲ့ဘုမတို့မင်းသမီးတွေဆိုတာကစိုးတက်နေအောင်လည်းမပြီးပါဘူးရှင်ပြောတတ်နေအောင်ကတတ်နေအောင်လည်းမပြီးပါဘူးတဲ့ဒီတော့ကျမတို့မင်းသမီးတို့တက်တဲ့ကောင်းကားချီလက်တွတ်တင်ရင်ဆက်ရှစ်ချက်လုံးနဲ့ညီနေမသာလေးမင်းသမီးကောင်းတက်လက်ရဲ့ပါလို့ကျမတို့ရဲ့ဆရာတွေကဒီလိုဆုံးမဩဝါဒပေးထားပါလေရှင်အင်္ဂါရဲ့ညီရโอเคဒါကြောင့်မို့ဘုမတို့ကောင်းကားချီလက်တွတ်တင်ရင်ဆက်ရှစ်ချက်လုံးနဲ့ညီလားမညီဘူးလားတစ်ချက်ချင်းစီခွဲကကြရအောင်ကောင်းလေးကအရင်စကပြစီကောင်းကြတော့အိုးစီလေးနဲ့သွားပါမယ်ကဲဒါကြောင့်မို့ယနေ့ညမှာကြောက်ရှိစားအပိလက်ချစ်တဲ့ပြိတ္တတွေအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းလေးဆက်တော်ရစေရှင်မင်္ဂလာပါဒါကောင်ဒီမှာသချင်းတောင်းတဲ့ဦးလေးတဲ့အလေးရခွေလာပါပြီဒီမြရင်တော့လာလူပဲကိုကျင်တော်လေးနေလို့ပါပဲခွေအခါငါမြင်တာအခုမှမြင်ရတော့တယ်လာပါ
ဘောကောင်းလို့နေရ ဒါလေးက ခါလေးခါလေးနော် ခါကကြတော့ ခြေလေးသွားရအောင် အချင်းကြည့်မယ်ဗျာ အဲ့တော့မင်းသားမှာခြေမင်းသမီးမှာသမီးတဲ့မင်းသားတက်လက်ကောင်းမကောင်းသိချင်တယ်ဆိုရင်ခြေတို့ကတာကိုကြည့်ရပါတယ် ဟုတ်တယ်ဗျာ အဲ့တော့ကျမတို့မင်းသမီးတက်လက်ကောင်းမကောင်းသိချင်တော့ဟောဒီတောင်းတောင်းထရရှိတဲ့ထမိန်သားကိုတမင်းသမီးအောင်လောက်အောင်ခတ်နိုင်ရပါတယ်တဲ့မင်းသမီးကောင်းမှရင်တော့ထမိန်အနာကကောင်းရပါကြရှင်ဒါကြောင့်မို့ထမိန်နားလေးခတ်မှာမလို့ပေါင်တီပေါ်တီပေပေါ်တီပေါ်တီပေါ်တီပေပေါ်တီပေါ်တီပေါ်တီပေပေါ်တီ ပေါ်တီဘေပေါ်တီစ တော့ကြည့်ကျွန်တော်လေးကိုချစ်ရတဲ့ကိုရင်စုတဲ့ရှစ်တိုင်းလာလေးလာလေးကတွေ့လာပါပြီတဲ့ဒီမြရင်တော့လာလို့ပဲကိုရင်တော့လေးနေလို့ပါပဲကွယ်ကိုပါရအောင် အဲ့ဒါလေးပြီးတော့ ချေလက် လက်ကလေး ကဲကျမလက်ကလေးကပါမယ်ကိုမောင်လေးလက်ကြတော့စီး3ညဝါ3ညလေးနဲ့တွားကြည့်ရ ဟု အောင် တ်ပြီဆိုမတရား အဲဆိုမဲ့တဲ့ချင်းလေးက ပြင်းမြတ်တာ ပြီးတာပဲ တို့ကောင်းတူတာတွေခါတဲ့ဆိုလိုက်ပြီးတော့အောင်ပါတယ် မောင်ဖိုးကျော်က တိုင်းမိုးကြော်ရတယ် မောင်မိုးကျော် လက်ကလေးလက်ကလေး ကဲအဲ့တော့လက်ကလေးကြတော့စီး3ညဝါ3ညလေးကဲတဲ့ချင်းလေးကကျွန်တော်လေးကိုချစ်ရတဲ့ကိုရင်စုတဲ့ရှစ်တိုင်းလာလေးလာလေးကတွေ့လာပါပြီတဲ့ဒီမြရင်တော့လာလို့ပဲကိုရင်တော့လေးနေလို့ပါပဲကွယ် ဒရာမာဒီဝေးလက်ကလေးပြီးတော့ဂျိုင်းလေး ကောင်းခါချေလက်လက်ဒူးဒူးကဒူး ကဲဒူးတဲ့ကျမတို့မင်းသမီးတွေကဒီဒူးကလာမလွယ်ဆုံးပဲနော်ဘာလို့လဲတဲ့ဒူးလေးတွေအထိုင်ထလှမှာအထိုင်ထကောင်းမှမင်းသမီးကောင်းတယ်လို့ဆိုတာကိုဟုတ်လားဒါကြောင့်မို့ကျမတို့ဒီဒူးလေးကစီအောင်တက်တက်ခြေပလို့တော့တက်တက်ခြေပလို့တော့တက်တက်ခြေပလို့တော့ ဒါလည်းမိဘမြတ်တာတချင်းမဲတယ်ရောတချင်းမိဘမြတ်တာတချင်း အဲ့ဒါကျွန်တော်တောင်းတာများဖြစ်နေအောင်မယ်နော် မတဝါတဲ့ ဟာ ပြောထားတယ်ဦးလေး ဦးလေး ပြောထားတယ်နော်ကျွန်တော်ပြောပေုံပဲရမှာနော်ကျွန်တော်လာဂျီမပူနဲ့ကျွန်တော်ပြောပေုံပဲရမှာကျွန်တော်လည်း ဆိုပေးမယ်နော်အကုန်လုံးတပုတ်မှမကြံဘုမတို့ဆိုပေးပါမယ်အဲ့ဒါကြောင့်ဘုမတို့ကကျင်နာလေးလည်းမြန်မြန်လေးကလေးရကဲဒူးရမယ်ကွာကဲဒူးရောတင်ရောရင်ရောဇက်ကောတခါလေးတွေ့တက်တက်ခြေပလို့တော့ရွှေပင်မနာတော့ရွှေချီလေးပေါ့ငွေပင်မနာတော့ငွေချီလေးပေါ့စမလေးချစ်ချစ်တပင်နာမိများလေးရကိုအားလေးချစ်ငါကလေးပေါ့ ရှိလာလိုက်လားကိုကိုလေးရကောင်းပါဗျာကောင်းပါမင်းသမီးလေးကလာလား မင်းစားညာလေးပဲကြော်စီရ အဲ့ဒါငါကောင်းကလေးမြတ်ဘောက်ကောင်း ခေါင်းခါချေလက်ဒူး ကိုသားပါ သုံးမျိုးကြံတော့တာပေါ့ အကုန်လောက်ကသွားတယ် တင်းစက်ကြတယ် ရနောက်ကမန်းငွေသိမ်းပေးထားလိုက်မန်းငွေသိမ်း ကဲအဲ့တော့တောင်းဆိုတဲ့တပုတ်လောက်ရင်ဆိုမယ်နော် ဟုတ်ပြီ အဲ့တော့ဘာလို့လဲဆိုတော့ဒါ ဖြည်းဖြည်း ဟုတ်ပါထိုင်ပါအဲ့တော့ဒီဘက်ကအကိုတွေကကျတော့တို့ကလေဟိုတောင်းဆိုတဲ့တချင်းတွေကြားကြကြတာတဲ့အောက်ကကျမအမတွေအမေတွေကကျတော့လေအငိမ့်ကတာကြည့်ကြကြတာဟာလားအဲ့တော့ဘုမအဆိုတွေကြည့်ပဲလဲဆိုသွားလို့စင်မပြေပါဘူးရှင်ဆိုလိုက်ကလိုက်ကလေးတော့ ခဏညနေသူတို့တောင်းတာတွေဆိုချင်တာနေရာလဲကချင်တာဆိုတော့ခဏညကိုတောင်းတာတွေဆိုလိုက် အော် မနေ့ညကိုတယောက်တည်းထက တယောက်တက်ကနေတယ်ပြောတာ မနေ့ညကိုတယောက်တည်းထက စိုက်မပါပဲဘလို့ကမောရှင်တော့အကိုတော့နေပါလားခိုင်နေပါလား ကိုပြောတာမဟုတ်ပွဲတွေများတယ်ဟိုစကားပြောမှရင်လည်းစင်ញင်ကွာကိုစကားပြောမှရင်စီတနာ ရတယ်ကြားပါတယ်ကိုရင် နော်ဟောတော့အကိုတို့ဆိုတာကကြတော့ဒါရိုးရှင်တော့ပြောရတော့ညီမလေးကိုနင်းနာလို့တဲ့စိတ်ထဲမပါဘူး အေးပေါ့ ကျွန်တော်တို့ကပရိသတ်တွေကဘလို့ငားတယ်မှတ်တယ်တိန်းတော်ဆိုင်ဆိုရင်မင်းသမီးမလို့ဘူးတိန်းတော်ဆိုင်ဆိုမင်းသမီးမလို့ဘူးဟုတ်တယ် ကျွန်တော်တို့ကဗလာတွေများတယ်ဗလာဝဲတီးရတာများတယ်ဒီလိုညီမလေးကိုနဲ့တွေ့လို့မှဒီလိုစင်လေးပေါ့ကျွန်တော်တို့တက်ရတာမင်းသမီးရဲ့
မတွေ့တာကြာတော့ပြောမှမဆိုးမှကိုတကယ်ကိုမသိဘူးအဲ့လိုဖြစ်တယ်ဒီစင်နေရောရင်ကိုတို့စကားမရင်ခေါ်လို့နော် ရပါတယ်ကိုရဲ့ ကိုတို့ကဒီစင်နေနဲ့အတွေ့အကြုံတကယ်နဲနေလို့ဟုတ်ဟုတ်ညီမလေးကကျတော့နေ့တိုင်းအငိမ့်ကလာဆိုတော့ညီမလေးကကျတော့စင်နေနဲ့အတွေ့အကြုံရှိတာ ဆင်းနဲ့ ညီမလေးကကျအကိုတို့ကကျဒီစင်နေနဲ့အတွေ့အကြုံနဲတယ်ကွာညီမလေးကကျတော့စင်နဲ့အတွေ့အကြုံရှိ ရှိဆင်းနဲ့ အဲ့ဒါစက်ပေါ်နေတဲ့သားလေးဘယ်မှာအဲ့ဒါတိတ်တော့မနေဘူးဟောရပြီမလားအဲ့လောက်ဆိုအဲ့လောက်ဆိုရပြီ မရဘူး ဟောအားလုံးလည်းမရသေးဘူးလားနေရဟာလေဟိုနေ့ကပွဲမှာငါ့ကိုပြရတယ် 90 90 အမောပြေတော့မှဆိုလို့နောက်30 ဒုစားတော့ နောက်30စီးနှစ်ချက်ဝမ်းနှစ်ချက်ကဲတော့ဘာလို့လဲကျမချင်အောင်ရှင်းပြီးတော့တစ်ခါမှလည်းမရဘူး အေးပေါ့ စူးစမ်းကြလို့ ကျိုးသားရမှာပေါ့ 90ကို30တိုးမယ်10စက်က ပကောင်းလေးဆယ်သိရှိပြီဗျာ ဟာနေ ကုန်ပြီ ကောင်းပြီပဲ အားဒီကောင်းနေရတော့ ရ နေဟာလေတပွဲကငါအလူကြီးဝယ်ပေးနေငါဘာလို့ချောင်းနေတော့ ဒါ ကဲနောက်30တိုးမယ် မကြည့်အောင် နောက်30တိုးမယ် ကြည့်တယ်လေ ဘာသာစစ်ရှိသွားပြီရော ဆယ်သိရှိပြီ ဆယ်စစ်ကိုနောက်30တိုးတော့ 30တော့ 73စစ် အစတုံးစစ် စီး3ချက်ရေးမလားစီး3ရက်ဝါ3ရက်သွားကြည့် ဟုတ်မယ်စတုံးစစ် 73နဲ့နော်ဒီလေဒီဆိုင်တော့7နဲ့သားလေးတဲမောင်လို့လို့ ညစတုံးနဲ့မှတ်ထားအောင်စတုံးစစ်မသိမျိုးမေးပါတချိုး 73နဲ့သားပဲ က 73နဲ့ အဲ့ဒါစတုံးစစ်နော် အာ မသိပါဘူးလေ အဝေးကခွာပြောလေရပါလေတော့မလား တုံးပါလား တိုးမယ် ဟာတုံးပါ ဟမ်ခိုင်းပြီပါလား ဘယ်ခိုင်းပါဟိုမိုးုံနေပြီ ဟာတာတကယ်လို့ပါ နေနေနဲ့ကြောက်တော့ပဲ ငါတို့အဘသားတဲ့ဒီဆဲတာမဟုတ်ဘူးနော်မတဲ့တကယ်ကြက်မလို့ဝဲပါ အဲ့လိုပဲဖြစ်တယ် မောင်လေးတို့ညီမလေးတို့အနောက်လေးနည်းနည်းဆုပ်နေနော်မမတို့ကကြောက်ကနေရလှုပ်လို့မမြင်လို့တော့မှယူတမင်လောက်တာတော့မဟုတ်နော် ညနေအတော့နဲ့မင်းညို့တာပြောတယ်ဟဲ့ကလေးတော့ငါတော့မှလည်းအဲ့လိုပြောနေငါကြားလိုက်တယ် မင်းရလည်းမေးမယ်စားကြတဲ့နောက်ဆုံးနေပါလား ဘာလို့ မင်းသမီးလေးကနဒါလေးဝဲဆိုသူကနှလုံးဖြစ်ပဲဝဲဆိုခိုင်းပြီးတော့ဘာပြောတယ်မလဲကျွန်တော်ခိုင်းပြီးလားဗျာ မင်းပြန်တော့တာ ညီမလေးတို့အဲ့လိုလေအောက်မှာချိလိုက်နော်ဘာလို့ဆိုတော့မိုင်းတို့ကအလုံးလုံးနေရဆိုတော့မမြင်ဘူးလေနော်ဟိုတမင်လောက်တာမဟုတ်ပါဘူးနော်မိုင်းစိတ်မစိုးနဲ့မိုင်းစိတ်ဆိုတော့နားလဲတယ်အဲ့တော့ကိုသားသမီးဆိုတော့လည်းဖြစ်ချင်လည်းဖြစ်မှာပေါ့နော် စိတ်မစိုးနဲ့ဟိုဘာလို့ဆိုဟိုတပွဲတော့ဆိုလို့ရှိရင်လေမင်းသမီးကာယံတန်းလန်းနဲ့လေစိတ်မတဲ့ပါသမီး ဟာပြီလို့ ကလေးလေးတွေကပွေ့ထုတ်လိုက်ရတယ် ဟောခြေထောက်နဲ့ပိတ်ကံပြီးလို့ပေါ့ အဲ့ပြောနေလို့ အဲ့ဒီလုံလိုက်ပါသမီးရဲ့ဟလားဘယ်လိုလုပ်လိုက်သမီးရဲ့ ဟာဘာပြန်ချက်တော့ကရှိမှာလား ဟိုနောက်ကကာလာသားတွေကဲဖို့လည်းထားလိုက်ပါဦးလို့ကဲ သူကငယ်သေးတယ်ဟာ လုံလိုက်ပါသမီးရဲ့ ကဲအဲ့တော့ကျမ73နေရှိသွားပြီကဲနောက်30တိုးရအောင်အဲ့တော့ကဲ30တိုးမယ်မောင်လေး နောက်ဆုံးတော့ဘာ rap people to rap people to ဆက်ကြောက်ရှိပြီ ဒီကပြောနေတာ နောက်ဆုံးထုံးမှာသူကမှတ်ထားတာတို့ကမှတ်ပေးတာအဲ့ဒါဘယ်လိုသိရှိတာရော ဆက်ဆက်ကြောက်စစ်ဒါပဲနောက်ဆုံးအဲ့လိုပဲအရင်ပွဲတော့သွားလို့ကတာရှေ့ရမှာဟာဆိုကြတာရှောက်ကြီးဘွားဆုံးဝင်တော့တာနောက်တော့ကြာဒါပဲဟေး တော့ဒီ
လိုက်တာတော့မလား အလောကအလိုလုံးမှာ ဘာလို့တော့ ကဲအဲ့တော့သူတို့ကလည်းတောင်းတဲ့ချင်းမဆိုမချင်းအော်နေမှာ အော်နေမှာပဲ ကဲ ငါကငါ ပရိသတ်ကလည်း ဒီနေ့ကဒန်ဒန်ဒန်ဆိုတာပါဆိုတာကြား ဟုတ်တယ် ဒန်ဒန်ဒန် လာမယ်နော်လာမယ်နော် ဒန်ဒန်ဒန် โอเค အဲ့တော့ ကမလေးကတွေးဖို့ချိန်နဲ့ညောင်းစင်တော့ကျော်တယ်ဒန်ဒန်ဒန်ညိုလည်းကားနဲ့ပတ်လို့ရှုံးလို့မောမောပါလေဒန်ဒန်ဒန် ဦးလက်တို့ဘူးကြောင့်တဲ့ချောကလက်ဘူးပဲပေါ့ဒန်ဒန်ဒီချင်းပါ ကဲအဲ့တော့တန်တန်တန်လဲဆိုပေးမယ်တွန်းတွန်းတွန်းလဲဆိုပေးမယ်နော်မောင်လေးတို့ခဏတော့နေရောအမတစ်စစ်လောက်တော့သွင်းခိုင်းလိုက်အောင်ခဏလေးနော် ကောင်းမယ် လိမ္မာလိုက်တာငါမောင်လေးတွေကအေးလိမ္မာလေး နင်ပြောလို့လိမ္မာလာပါငါတို့ပြောတာအဖေကိုမလုပ်ဘူး ပေါ်ပါပဲသူပြောရင် ကဲနောက်30တော့မယ် prep people to 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 prep people တူပါမကြည့်ကြတော့ချက်ချီ သူ့ပေါ်ပေါ်ကြည့်ပေးတော့ဟိုနိုင်စွာက ဒီလိုပေါ့လား တော့ပေါ့ ဒီလိုပေါ့ စကုန်းစစ် တမီးတော့ပါတော့ပါလိမ့်မယ်မလာကြည့်လား မလာကြည့်မဟုတ်ဘူးတဲ့ဘုံမတဲ့ မိုက်လိုက်တာ အခု ဟုတ်တယ် ညီလေးတို့ကအဲ့လောက်ကတော့ဟိုဘက်ကဖိုးကြီးတာဘယ်လိုလုပ်မလို့ အော်လာတော့မသိလားအဲ့အဖွဲထဲမှာလေငါအကဲကနေတာ ဟာလေ လူပြိုအော်လာနဲ့လူငယ်အော်လာနဲ့မတူဘူးလားလူအော်လာနဲ့မတူဘူး အော်လာတော့ဘာမှမကွာဘူး အတူတူ အာကွာတာပေါ့အာလူငယ်လူပြိုတွေကလွတ်လွတ်လပ်လပ်အော်ရဲလေဟေးပေါ်ပါလေကြောက်ပြောဟေးအဲ့ဒါလူတွေအော်တာဟိုလူအိုတွေအော်ဘယ်လိုလဲမတ်တော့ဟေးပေါ်ပါလေတော့မနာတယ်နဲ့ကြည့်ရတယ်ကွာ လူပြောရတယ်လို့ပါလေဟာဘုံမလူကကြတယ်လူကြည့်တရားဘုံမ အဘာကြီးอ่ะ ကိုကြီးကျွန်တော်ကချစ်တယ်နော် ချစ်တယ် ကျွန်တော်တို့မပြောင်းနဲ့ကိုကြီး တော့ဘယ်မှာပြောင်းနေလို့တော့ မပြောင်းနဲ့ ပြောင်းမှာဘူးဗာမင်းရတယ်မပြောင်းမှာဘူးဗာမင်းရတယ်အဲ့ငကိုးပါအဲ့ မပြောင်းဘူးအဲ့ဒါငါလုံးပါပါ ဘာဖြစ်နေကြ အဲ့ဒါဟိုကိုရမပြောင်းနဲ့အဲ့ဒါငါလုံးပါပါပလေးကလည်းမတဲ့ ကဲအဲ့တော့ကဲမောင်ချောင်းကအောင်ကိုလွင်နဲ့လွမ်းပိုင်ရဲ့တန်းတန်းဆိုပြီးပါတယ်ပုံမောင်ချောင်းဟဲ့လား မောင်ချုံးတယ်လားနမေကြီး ကဲဆုတော်ဝင်ရတော့စာအိတ်နဲ့ထည့်သွားတာဘာလို့လဲတခါလေးပြိတ္တကြားထဲမှာအဖြူ ကျောက်တရားရဲ့ဖြေက စပရိုက် ဘယ်လောက်ပါလဲ စပရိုက်စပရိုက် တော့ဟုတ်တယ်ဗျာကဲတန် တွန်တွန်တွန် ကြံကြပါ ဟေးလူပြောရေးအဲ့ဒါမလောပါ အဲ့ဒါလူမျိုးကားတဲ့စရိုက် ဟာ လူကဘယ်လိုကားလဲ လူကယူကဘယ်မှာဒီမှာလုပ်နေ ဒီကကြောင်ရောဘာမှပြောရသေးဘူးလေအော်ဘောက်ကနေတော့ကောင်းလိုက်တာအဲ့ဒါတော့ကြံဒီလူမဒီဘုမလေးရဲ့မောင်ကိုဘယ်လိုမှမချရပါဘူးတဲ့ သူတို့ကဆိုလို့ကလို့ ဘာလဲတော့ ငါတမောစီတောင်းဆိုင်ကြီးနေ ဘာလို့ရှိရ မဲအပတ်ကလေးဆိုတော့မင်းနဲ့တမောစီတောင်းနဲ့အသေးပတ်ကလေးပါအသေးပတ်ကလေးစားကြရ စားလိုက်တာ မကြီးသေးပဲကြီးဖြစ် တော့ဒီကတော့နောက်ချိပဲကြီးပေါ့လေ ဇနာဆိုပြီးပြီပြန်ကြကျင်သေးတာဦးလေးပြန်ဆိုပြီး အော်တော်ကဲတော့ကဲတော့ နောက်တောင်းတဲ့လူတွေအား ကဲ ပါတယ် တော့ နော် လာတော့နော်ဟုတ်ကဲ့ပါ ဘောကြရင်ဘောမီလေးခံဝတ်တာလေနောက်နောက်လို့ပါနော်ကျန်တဲ့လူတွေကြနော်အဲ့လိုပါ ညခုံးမွေးလည်းမပါပဲဘာလေးရှောက်ရှောက်ပြောမှန်းမသိ ဒါနဲ့လည်းမြန်ငါကြိုက်နေ မဲဟုတ်ပါသူကလူရှင်တော်ကြကဲအဲ့
တော့ကိုကြီးဘုံမတို့အသက်ရှင်နေရတာဘယ်သူတော်လဲတင်လားရှင်ဟောဒီပြိတ္တကြီးတော့ပါတဲ့ဘာဖြစ်လို့လဲပြိတ္တတွေတောက်ပဲစိန်စဘာသီးနေနေပေါများမှာဘုံမတို့လူပညာသမားတွေကဝမ်းဝါရပါတယ်တဲ့ဒါကြောင့်ဘုံမတို့အသက်ရှင်နေရတာကဟောဒီပြိတ္တကြီးအတွက်လဲဘုံမရဲ့ကုတ်ကုတ်အတွက်ပါပဲရှင်ကောင်းတာကွာနေပြရဆက်လာကုတ်ကုတ်တယ်ရှာရတဲ့ဘွဲကဟုတ်လားမျိုးပြတော့ဆက်တယ်မျိုးပြအစွမ်းနေပါမထက်ဘူးလားသူလည်းတို့အားကြရင်စားကုန်အစွမ်းနေပါမထက်ဘူးလားမျိုးပြအာမေကားမိကနရှိတော့တော့လက်ချင်းတော့ပါနဲ့ဝမ်းနော်ဖေဖေတာတုခေါ်ပါဟာစမျိုးနဲ့ဆိုမှာစမျိုးနဲ့ဆိုဆိုင်နေပဲဆိုဆိုင်နေပဲဆိုလိုက်ပြီနော်ဆိုပါအဲ့ဒါပဲကောင်းပါလေမိဘနဲ့ပတ်တဲ့ရှင်လေးတွေမိဘနဲ့ပတ်တဲ့ရှင်လေးတွေတောင်းတာလည်းများတယ်နော်ဟုတ်တယ်ငါ့စီကို1000နှစ်ခါလားမသိမိဘမြစ်တာတဲ့ဘာအဖိတ်မြစ်တာဆိုလားမိဘမြစ်တာလေလောကမှာလေးကဘာတီတွေဟုတ်ကဲ့သာသမီမိဘသာသမီအမဒါကဘာတီတွေရှိတယ်ကဲနော်ဒါကညမလေးအိတ်တမှုခင်လေညီမလေးထက်ဤကပြပါတော့အဲ့တော့သူတို့ညကလေးတောင်းဆိုထားတာပါညီမလေးဆိုမယ်နော်အဲ့တော့ဖေဖေသားတို့ခေါ်ပါတဲ့အဲ့တော့ဖေဖေသားတို့ခေါ်ပါဆိုတော့ဒါဖေမရှိတော့လို့ပေါ့နော်ကဲအဲ့တော့ဘုမနဲ့ဒါခန်းသားချက်ချင်းတူပါပဲအဲ့တော့ဖေမရှိလို့လည်းဘာမှအားမငယ်ပါနဲ့အမေရှိပါသေးတယ်အဲ့တော့မမကလည်းဘုမကပိုရာမဆိုတဲ့ဘုမအသက်9နေတယ်ဒီကတိုင်အမေနဲ့အမေကိုလှုပ်ကျွေးလာတာဘုမအငိမ့်ကာလာမမမွေးကလေးကအဖေကိုမြင်တော့မမြင်ဘူးနော်အဲ့တော့ဘာမှအားငယ်စရာမလိုဘူးအဲ့တော့အဖေမရှိပေမဲ့လည်းအမေကိုရှိတယ်အမေကိုအဖေလိုတစ်မျိုးအမေလိုတစ်မျိုးချစ်ရမယ်တဲ့နောက်ကိုအမေကိုစောင့်ရှောက်ပေးပါအဲ့တော့ဖေဖေသားတို့ခေါ်ပါတဲ့ကဲတော့ကိုတက်နိုင်တဲ့လောက်ကလေးပေါ့နော်ကိုအဖေကိုကောင်းမှုကုသိုလ်လေးပြုလုပ်ပေးပါရှောက်ရရမှာပေါ့နော်အဖေလည်းကောင်းရမော်ရရအောင်ပေါ့ကဲဒါကြောင့်မို့ဖေဖေသားတို့ခေါ်ပါတဲ့အဲ့တော့ဆိုကြည့်အောင်ရှင်အဲ့တော့ဘာလို့လဲကိုကအမေရှိတဲ့ခါမှာပဲအမေကိုလှုပ်ကျွေးကပြုစုရပါလေဟာလားအဲ့တော့ဒါကြောင့်မို့အမေကိုတို့မတို့လှုပ်ကျွေးကျေးဇူးဆက်တဲ့သဘောပေါ့နော်အဲ့တော့အမေကဘာကြီးပဲလုပ်နေအမေကိုမကြိုက်တာကြီးပဲလုပ်နေအမေကလည်းပြားလို့ဘုမတို့တခုံးအောင်မအော်ဘူးပါအမေစိတ်ချမ်းသာပါစေအမေကြိုက်တာလို့ဆိုပြီးဘုမကလှုပ်ထားပေးတာ
အဲ့တော့အမေစိတ်ချမ်းသာအောင်ထားတာအဲ့တော့ဒါပါလဲဆိုတော့ဘုမပုံဖော်ပြီးပြောတာမဟုတ်ပါဘူးဒါကျွန်မချစ်တဲ့ပရိသတ်တွေအားလုံးနဲ့ကဲမိဘကဘယ်လိုပဲစိုးနေပါတဲ့မိဘကိုပြန်မအောင်ကြပါနဲ့ရှင်နော်အဲ့တော့မိဘတွေအသက်ရှိတဲ့ခါမှာပဲကြွေးကြပါမွေးကြပါပြုစုစောင့်ရှောက်ကြပါတဲ့ရှင်တုံးရှင်ခိုင်မှာပြုစုပါဟုတ်တယ်နော် ဒီမှာလေးပြောတာလက်ခံတယ်အခုကမင်းကလေးတွေကမိဘစကားတယောက်မှနားမထောင်ဘူးအမေလည်းတော့ပါလည်းတော့မဟုတ်တဲ့ကောင်ဘယ်လိုပြောရမလဲတဲ့အဲ့လိုမလုပ်အောင်နော်ဟုတ်ကဲ့ဟုတ်ကဲ့ကိုမကြီးဘာမှမလုပ်ပါဘူးပြေမတော်တော့လူတကာရဲ့အဖေတဲ့ မိသားစုတော်ပွဲတဲ့နော်အလွတ်တကာရဲ့အဖေဟုတ် အေးရဟုတ်ဟုတ် ဘွားမနဲ့ လူလည်းတာလူလည်းဆိုတော့ ပြန်မအောင်နဲ့နော်မေးပြန်မအောင်နဲ့နော်ညီမလေးတို့ကောင်းပြောတာပါညီမလေးတို့ညီမလေးတို့လိမ္မာစေချင်လို့ကုသိုလ်ရစေချင်လို့နော်အဲ့တော့အမေကဘာတွေပဲပြောနေအပြူပြန်ပြီးတော့မအောင်နဲ့တအားငရဲကြီးတယ်ညီမလေးတို့ရဲ့အမအဲ့ဒါဆရာကြီးလုပ်ပြီးပြောတာမဟုတ်ဘူးနော်ဒီကညီမလေးတို့ကုသိုလ်ရစေချင်လို့ပါ